Singly name Mumure Hiko Jizamaliဒီတချင်းလေးကိုတော့ကျွန်တော်တို့အားလုံးငယ်စဉ်ကတည်းကကြားဖို့ကြမှာပါမြမအတန်ရေဒီယိုကနေထုတ်လွှင့်တတ်တဲ့မိသားစုတနင်္ဂနွေတချင်းလေးဖြစ်ပါတယ်ဒီတချင်းလေးတွေကစင်မာလေးမူမူဟာအခုတော့အသက်80ရွယ်စင်မာကြီးမူမူဖြစ်နေပါပြီမူမူဟာမြမပြည်သူတွေရဲ့အချစ်တော်ဖြစ်ပါတယ်သူ့ရဲ့ထူးခြားလာတဲ့အသိဉာဏ်စွမ်းရည်ကြောင့်ပြည်သူတွေကြားမှာဆင်လို့ပြောလိုက်တာနဲ့မူမူနဲ့တွဲမြင်ကြတဲ့အထိလွှမ်းမိုးနိုင်သူဖြစ်ပါတယ်ဒီတစ်ခါတော့အပြောင်းလဲလေးဖြစ်သွားအောင်စင်မာကြီးမူမူအကြောင်းကိုပြောပြပေးဖို့ပြင်ဆင်ထားပါတယ်စင်မာကြီးမမူရဲ့ဘဝဖြတ်သန်းမှုအပိုင်းအစတွေကိုလည်းပြောပြပေးတော့မှာဖြစ်လို့အဆုံးထိကြည့်စေချင်ပါတယ်။ထုံးစံအတိုင်းမိတ်ဆက်ရရင်တော့ကျွန်တော်နာမည်ကျော်စွာပါ။ဒီတစ်ခါတော့ကျွန်တော်မရောက်တာအတော်ကြာပြီဖြစ်တဲ့ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကိုဝင်ရောက်လေ့လာဖြစ်ခဲ့ပါတယ်။ရုံးပိတ်ရဖြစ်တဲ့အတွက်တိရစ္ဆာန်ဥယျာဉ်မှာလာရောက်လည်ပတ်သူတွေနဲ့စီကားနေတာမြင်တွေ့ရပါတယ်တကယ်တော့ဒီကနေ့ဟာစင်မာကြီးမမိုးရဲ့အသက်80ပြည့်မွေးနေ့ဖြစ်တဲ့အတွက်ကျွန်တော်ဒီကိုရောက်လာခြင်းဖြစ်ပါတယ်မမိုးစီမသွားသေးခင်တိရစ္ဆာန်ဥယျာဉ်အတွင်းလှက်ပတ်ကြည့်ရှုဖြစ်ခဲ့ပါတယ်ကျွန်တော်စင်မာကြီးမမိုးအတွက်ငပြောသီးတွေဝယ်ယူခဲ့ပါတယ်မမိုးကငပြောသီးနဲ့ကြံကိုအလွန်ကြိုက်ပါတယ်အခုမြင်တွေ့နေရတဲ့ဒီစင်မာကြီးကတော့ကျွန်တော်တို့ရဲ့အချစ်တော်စင်မာလေးမမိုးဖြစ်ပါတယ်အခုတော့စင်မာလေးမမိုးဟာအသက်80အရွယ်ဖွားဖွားကြီးမမိုးဖြစ်နေပါပြီ။ဒါပေမဲ့အရွယ်နဲ့မလိုက်အောင်ကျန်းမာတန်ဆွမ်းလို့နေတာမြင်ရတဲ့အတွက်ဝမ်းသာမိပါတယ်။မမိုးဟာကျွန်တော်တို့ငယ်စဉ်တောင်ကြီးကလေးဘဝကလေးကရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာဖျော်ဖြေရေးတာဝန်တွေကိုထမ်းဆောင်ခဲ့တဲ့စင်မင်းသမီးကြီးဖြစ်ပါတယ်။ဒီတော့ပြည်သူအချစ်တော်စင်မာကြီးမမိုးရဲ့အတိတ်သမိုင်းကိုဆက်ပြောပြပေးချင်ပါတယ်။1962ခုနှစ်ကဖြစ်ပါတယ်။တက်ခုတ်သမားကြီးဦးခွန်ဆန္ဒတယောက်ကရားပြည်နယ်လွိုက်ကော်ဒေသကတောနယ်ကြီးထဲမှာလှည့်လည်သွားလာစဉ်အင်မတန်ချစ်စရာကောင်းတဲ့စင်မာလေးတစ်ကောင်ကိုဖမ်းဆီးရရှိမိခဲ့ပါတယ်။စင်မီသားစုနဲ့ကွဲကွာနေတဲ့အသက်9နှစ်အရွယ်အဲ့ဒီစင်မာလေးကနောင်တစ်ချိန်မှာမြန်မာပြည်သူတွေရဲ့အချစ်တော်စင်မာလေးမမိုဖြစ်လာမယ်သူပါ။9နှစ်သမီးလေးဘေဘီမမိုလေးကိုအစပိုင်းမှာတစ်လုပ်ငန်းတွေမှာခိုင်းစေဖို့တင် जा ပေးခဲ့ပါတယ်။ဒါပေမဲ့မမိုလေးကလိမ်မာရေးချရှိပြီးလူစကားနားထောင်လုံးတဲ့အတွက်ပိုင်ရှင်ဖြစ်သူက1962ခုနှစ်ဇွန်လ6ရက်နေ့မှာရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကိုပို့ဆောင်တူတန်းခဲ့ပါတယ်။မမိုဆိုတဲ့နာမည်ကတော့ပိုင်ရှင်ဖြစ်သူကသူ့ဇနီးနာမည်ဒေါ်မမိုအမည်ကိုချစ်စနိုးနဲ့မမိုအဖြစ်အမှတ်တရပေးခဲ့တာဖြစ်ပါတယ်။မမိုဟာအင်မတန်ညံကောင်းပြီးလိမ်မာရေးချရှိလာသလိုနားလည်မှုစွမ်းရည်အလွန်မြင့်မားပါတယ်။တင်လွယ်တက်လေသူဖြစ်ပါတယ်။တိရစ္ဆာန်ဥယျာဉ်ရောက်လာပြီးတဲ့နောက်မမိုဟာဆယ်လီဖြစ်လာပါတယ်။သူ့ကိုခေါ်လိုက်ရင်ပြန်ထူးတတ်တယ်လို့လူတွေကသူ့ကိုချစ်လာအောင်အကပေါင်းဆိုလဲကတက်ပါတယ်ခန္ဓာကိုယ်ကိုထိုးဆိုင်ပြီးနှာမောင်းကိုထောက်နောက်ခြေထောက်ကိုမြှောက်ခါကင်းမီကောက်ထောင်ပြတဲ့စတန်ပြက်ကွက်တွေမမပသိမ်သူတချင်းနဲ့လမ်းလျှောက်တဲ့ပုံစံတွေကသူ့ကိုနာမည်ကြီးစေခဲ့တာပါပြီးတော့မမိုကသူ့ကိုတခုခုပြောလိုက်ရင်လူတယောက်လိုနားလဲစွာခေါင်းငိတ်ပြတ်တတ်ပါတယ်တဘောလဲရမ်းကောင်းတယ်လို့အတန့်ပြန့်ကြိုက်သူလည်းဖြစ်ပါတယ်သူ့ခန္ဓာကိုယ်ပေါ်မှာရှွတ်နေပါလေပင်နေရင်လည်းသူကမကြိုက်တတ်ပါဘူးမမိုရဲ့အရက်ကအမြင့်9ပေ6လက်မှရှိပြီးကိုယ်တွေကလုံးပတ်150လက်မှရှိပါတယ်1996ခုနှစ်ကအစာရင်ယောဂခန်းစားခဲ့ရတာကလွဲလို့ကျန်းမာရေးပြဿနာမရှိခဲ့သူလည်းဖြစ်ပါတယ်1992ခုနှစ်ကကျင်းပခဲ့တဲ့မြင်းကင်းသပင်ပွဲတော်
ရွှေတကုံစီတော်ဇောင်းနှန်းဖွင့်ပွဲတရုတ်နိုင်ငံကဗုဒ္ဓမြတ်ဆွေတော်ပင့်ဆောင်ရာနိုင်ငံတော်ခမ်းနားတွေမှာလည်းပါဝင်ခဲ့ဘူးပါတယ်။သူဟာရန်ကုန်တရိษံဥယျာဉ်ကိုလာရောက်လည်ပတ်သူတွေကိုနှစ်ပေါင်းများစွာတိုင်အောင်ဖျော်ဖြေပေးခဲ့ပါတယ်။နှစ်ပေါင်း90ကျော်ကြာဖျော်ဖြေပေးခဲ့ပြီးတဲ့နောက်2016ခုနှစ်အောက်တိုဘာလမှာတော့သူ့ကိုဖျော်ဖြေအလုပ်တွေကနေအနားယူစေခဲ့ရပါတယ်။မမိုရဲ့အသက်60ပြည့်မွေးနေ့ကစပြီးနှစ်စဉ်အောက်တိုဘာလမှာသူ့ရဲ့မွေးနေ့ပွဲကိုရန်ကုန်တရိษံဥယျာဉ်မှာကျင်းပလာခဲ့တာဖြစ်ပါတယ်။ဒီကနေ့မှာတော့မမိုဟာအသက်80ပြည့်ခဲ့ပြီးကျမ်းမာတန်ဆွမ်းစွာနဲ့သူ့ဘဝရဲ့လက်ကျန်အခြေအနေကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။ဒါအပြင်မမိုဟာယနေ့အချိန်ထိပြည်သူမြစ်တာခံယူနေရတဲ့ဆယ်လီမမိုအဖြစ်ရက်တီလျက်ရှိနေပါသေးကြောင်းတင်ဆက်လိုက်ရပါတယ်။ပြည်သူအချစ်တော်စင်မာကြီးမမိုနဲ့ပတ်သက်ပြီးတော့လူကြီးမင်းတို့ရဲ့အမြင်သဘောထားလေးတွေကိုလည်း comment မှာမှတ်ချက်ပေးခဲ့ကြပါဦး။ကျွန်တော်ကလူကြီးမင်းတို့ရဲ့မှတ်ချက်ကလေးတွေကိုတစ်ခုချင်းစီကအစားတလေးတစားဖတ်ရှုပေးပြီးအခါအားလျော်စွာပြန်ကြားပေးလိရှိပါတယ်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ကြအောင်ပါ။